အားလုံးပဲမင်္ဂလာပါ Amazing College ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ sharing လုပ်ချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီdesign တစ်ခုကိုပေါ့နော်ဒီလိုမျိုးreference design ကနေပြီးတော့မှကျွန်တော်တို့ရဲ့ product ပေါ့နော်ဒီ product ကိုထည့်ပြီးတော့မှကိုယ့်ရဲ့ design တစ်ခုဖြစ်သွားအောင်ပြီးတော့ကျွန်တော်ဒီကိုယ့်ရဲ့ photo တိုင်းပေါ့နော် typography တွေ layout တွေကိုပြန်ချိန်ပြီးတော့လုပ်ရင်လုပ်ပေါ့ဒါမှမဟုတ် typography လောက်ပဲကစားတာမျိုးပေါ့နော်လက်ရှိမှာတော့ကျွန်တော်တို့က AI generate ကစားတာဖြစ်တဲ့အတွက် AI generate နဲ့ပတ်သက်တဲ့ကျွန်တော်တို့ prompt ဘိုင်းလေးနဲ့ဒီ design အစားထိုးတဲ့ပုံစံလေးနဲ့ကျွန်တော်တို့ဒီ product ဒီ product အတွက် design ဖြစ်သွားအောင်ပေါ့နော်ခုနက design ပေါ့နော်ခုနကတော့ဒီလိုမျိုး social area design တခုကနေပြီးတော့ကျွန်တော်တို့ကိုယ်ပိုင် design တခုဖြစ်သွားအောင်ဘယ်လိုမျိုးပြန်လဲပြောင်းပြီးတော့ဖန်တီးမလဲဆိုတဲ့ process တွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနည်းလမ်းကတော့ကျွန်တော်တို့ designer တွေအတွက်ဆိုရင်ဒီ reference photo တွေရှာမယ်ပြီးတော့အဲ့ photo ရဲ့ composition တွေမှာကျွန်တော်တို့ရဲ့ photo တွေကိုထည့်ပြီးတော့မှသုံးရတဲ့ print လေးတွေကိုကျွန်တော် sharing လုပ်ရင်းနဲ့မှာ design ဆွဲပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ AI generating ကိုစိတ်ဝင်စားပြီးမှလေ့လာနေတဲ့သူတွေအတွက်ဒီ video ကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ကျွန်တော်တို့ video လေးကိုဆက်ကြည့်လိုက်အောင်အဲ့တော့ကျွန်တော်ဒီပုံကိုလက်ရှိကကျွန်တော်ရဲ့ကျွန်တော်ဒီချက်ချစ်ဗီဒီယိုသွားပြီးကျွန်တော်အခုလိုမျိုးလေးပုံစံလေးပြောင်းထားတယ်အဲ့တော့ပြောင်းထားပြီးတော့အဲ့ပြောင်းထားတဲ့ prompt လေးလည်းကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးမှာ prompt လေးတွေကျွန်တော်ရိုက်ထည့်ပေးထားမယ်အဲ့ဒါလေးလိုက်ကြည့်ပြီးတော့မှလိုက်လုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်အခုဒီကောင်ကိုလက်ရှိမှာကျွန်တော်ရဲ့ product အစားထိုးပြီးတော့ကျွန်တော်လိုချင်တဲ့ things color တွေကျွန်တော်ချိန်လိုက်တယ်အဲ့တော့ချိန်ပြီးတော့ကျွန်တော်ဒီ photo ကို download တဲ့အခါမှာနည်းနည်းလေး quality ကနည်းနည်းဝါးနေရပေါ့နော်နည်းနည်းဝါးနေအဲ့ဒါကောင်ကိုကျွန်တော်တို့ဒီလက်ရှိမှာအရန် hot ဖြစ်နေတဲ့ canvas ပေါ့နော်အဲ့တော့ကျွန်တော် canvas ကိုတစ်ချက်သုံးပြပေးပါမယ်အဲ့တော့ canvas မှာရှိနေတဲ့ဒီ photo quality တင်တဲ့နည်းလေးပေါ့နော်အဲ့ photo quality တင်တဲ့နည်းလေးကျွန်တော် ਨੇ လုပ်ပြပေးမယ်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်လုပ်ချင်တဲ့ photo တစ်ခုကိုကျွန်တော်ထွက်လိုက်မယ်နော်ဒီကောင်လေးထွက်လိုက်မယ်အဲ့တော့ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ photo editor ထဲသွားမယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာဒါသူကတော့ဒီ pro account ဝယ်ထားမှရမှာပေါ့နော်အဲ့တော့ပြီးရင်ကျွန်တော်တို့ဒီမှာ background remover ဆိုတဲ့ကောင်လေးတစ်ချက်သွားလိုက်မယ်တကယ်လို့ဒီကနေသွားလို့မရဘူးဆိုရင်ကျွန်တော်တို့ဒီမှာက create new ရှိမယ်ကိုလို့ချင်တာထည့်လို့ရတယ်တကယ်လို့ဒီကနေတိုင်းသွားလို့မရတဲ့သူတွေဆိုရင်တော့ဒီကိုခဲကိုသွားလိုက်ကျွန်တော် account တစ်ကောင်ဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော် canva canva image escalator ဆိုကျွန်တော်ရိုက်ထည့်လိုက်မယ်လိုက်ပြီးတော့ဒီကနေ AI image escalator ဆိုတဲ့ဟိုသွားပြီး upload your image တွေကိုသွားပြီးတော့ကျွန်တော်တို့ခုနကလောက်ထားတဲ့ photo ဒီကျွန်တော်တို့လောက်ထားတယ်ပေါ့နော်ဒီ down ထားတဲ့ photo ကို open လိုက်ပြီးကျွန်တော် canvas ထဲဝင်သွားလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အတွက် designer တွေအတွက်ကတော့လက်ရှိမှာမျိုးကိုယ့်ရဲ့လုပ်ငန်းခွင်အတွက်အထောက်အကူပြုမဲ့ဒီ software တွေကို use လုပ်တာပို့ပြီးတော့မှအဆင်ပြေပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီကောင်ကိုဒီမှာသွားလိုက်မယ်တောင်းပြီးဆိုကျွန်တော် image escalator နဲ့ကျွန်တော် photo ကြည့်လိုက်မယ်ပေါ့နော်ပြီးရင် download တစ်ချက်နှိပ်လိုက်မယ်ဒါလေးပြီးသွားရင်ပေါ့နော် okay အဲ့တော့ download တစ်ချက်နှိပ်မယ်ပြင်ဒီကောင်ကျွန်တော်တို့တင်ကျင်တဲ့လောက်ပေါ့ကျွန်တော်အခုထားပါတော့ 4K လောက်ထိတင်ကျင်တယ်အဲကောင်တင်လိုက်မယ်တင်ပြီးသားပြီဆိုတော့ကျွန်တော်ဒီမှာ download ဆွဲလိုက်မယ်ပေါ့နော်ခါလေးဆောင်ပေးပါကျွန်တော် 4K လောက်ဆိုနည်းနည်းများသွားမှာကြာသွားမှာဆိုတော့ကျွန်တော် 2K လောက်ပဲသွားလိုက် Okay download ဆွဲလိုက်မယ်အဲ့တော့ image quality ကိုကျွန်တော်ခဏကြာရှင်းပြပေးပါမယ်အဲ့ကျွန်တော်တို့က photo တွေ down တိုင်းပြီး download ဆွဲတဲ့ခါကျရင်ပုံမကြည့်ရဘူးဘာဖြစ်မှာဆိုလို့ပေါ့နော်အဲ့တော့ပုံကြည့်အောင်လုပ်ပေးမယ်အဲ့တော့ကျွန်တော်တို့အရင်က design ဆွဲရတဲ့အထက်အများကြီးပိုလွယ်လာတယ်ပိုကောင်းလာတယ်ပေါ့နော်အဲ့ဒါမှတစ်ချက်ပြပေးမယ်လုံးဝ quality ကိုကြည့်လိုက်လုံးဝ high quality detail လုံးဝ detail ပေါ့နော်လုံးဝဘာမှပြုပြင်ပြောင်းလဲသွားတာမျိုးမရှိဘူးဒါကျွန်တော်နှစ်ခေါက်ထုတ်လိုက်တာဖြစ်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ video 2ထဲမှာရှိနေပုံပြပေးမယ်ဟုတ်လားဒီပုံဆိုနည်းနည်းဝါးတယ်လောက်ဆိုရင်အဲ့တော့ဒီမှာကတော့ကျွန်တော်လုံးဝquality high quality ရတယ်အဲ့တော့အဲ့ပုံကိုကျွန်တော်တို့ pro shot ကိုဆက်ထည့်မယ်အဲ့တော့ pro shot လေးဖွင့်မယ်ဖွင့်ပြီးသားပြီဆိုကျွန်တော် file ထဲကနေပြီးတော့ကျွန်တော် site လေးယူလိုက်မယ် new မယ်ကျွန်တော်တို့ဒီမှာ poster ပေါ့နော် poster poster design ပေါ့အဲ့တော့ပြီးသားပြီဆိုကျွန်တော် site ကတော့4လက်မ5လက်မပေါ့ကျွန်တော်4လက်မ5လက်မ resolution 300ပြီး color mode ကတော့ RGB color create လုပ်မယ်ပြီးတော့ကျွန်တော်ခုန photo လေးကိုထည့်လိုက်မယ် okay ထည့်ပြီးသားပြီဆိုကျွန်တော်ဒီပုံကိုလိုချင်လို့ adjust လုပ်ရင်လုပ်လို့ရတယ်ဒါမှမဟုတ်ရင် view တွေက new guide လေးလောက်ယူမယ်အဲ့တော့ကျွန်တော်ရဲ့လက်ရှိမှာတင်နေတဲ့ zero to hero class မှာတင်နေတဲ့ graphic design fundamental rules တွေကကျွန်တော်ဘာသုံးမလဲဆိုရင် composition rules တွေကနေပြီးတော့ကျွန်တော်တို့ rule of လေးကိုသုံးမယ်စာထားဖို့အတွက်နေရာလေးပေါ့နော်အဲ့တော့0ထားမယ် okay ပြီးရင် okay တစ်ချက်နှိပ်မယ်ပြီးတော့ margin လေးတစ်ခုတက်ချက်မယ်
အဲ့တော့ view တွေကနေကြလေးအောင်ပြီးသားပြီဆိုရင် column နဲ့ row တွေအမှချက်ဖြုတ်မယ် margin ကိုကျွန်တော်တို့50 pixel လောက်ချန်မယ် control A control C control C control V control V control V okay တစ်ချက်နဲ့အဲ့တော့ဒါကတော့ကျွန်တော်၄ရောက်လေးချိန်ပြီးသွားပြီနည်းနည်းလေးကျွန်တော်လိုချင်တယ်လို့လေ shift ဒီကောင် winner height ကို link ဖြုတ်ပြီးကျွန်တော်နည်းနည်းလေးကြီးလိုက်မယ်ပြီးရင်ကျွန်တော် product ကိုလုံးဝ highlight ဖြစ်မဲ့နေရာမျိုးလေးကျွန်တော်ထားလိုက်မယ်ဒါလို့ဒီဘက်ကိုလှည့်ချင်တယ်ဆိုလည်းလှည့်လို့ရတယ်နော်ကိုလိုချင်တယ်လို့မျိုး product ကိုအဓိကထားပြီးချင်တယ်ဆိုရင် product အသားပေးကျွန်တော် try လိုက်မယ် okay ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီမှာ logo တက်မယ်ပေါ့နော်အခုလောကျွန်တော် logo မတက်တော့ဘူးကျွန်တော်စာသားရေးမယ်အဲ့စာသားအတွက်ကိုလည်းကျွန်တော် AI generating နဲ့ဒီ prompt ထုတ်ထားတယ်AI generating နဲ့ကျွန်တော်ကိုပိုင်ဂျန်တစ်ခုတိဆောက်ပြီးရပါတော့ဒီလိုမျိုးကိုပိုင်ဂျန် content တွေကိုရိုင်း content တွေ design တွေအဲ့လိုမျိုးထုတ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့မှာလက်ရှိ AI class ရှိပါတယ်အဲ့တော့လက်ရှိ design ကိုစိတ်ဝင်စားလို့အခြေခံလေးလာခြင်းနဲ့ဆိုရင်တော့ zero to hero class ရှိရဲတကယ်လို့အဲ့လို AI နဲ့ပတ်သက်ပြီးတော့မှတခြားသောထပ်လေးလာခြင်းနဲ့အကြောင်းအရာတွေရှိရဲဆိုတော့ကျွန်တော်တို့ဒီမှာ AI class ရှိရဲတကယ်လို့ကိုကလုပ်ငန်းခွင်မှာဒီ senior level junior level ကနေပြီး senior level area level route ထိသွားခြင်းနဲ့ branding mind တွေ logo ဘိုင်းတွေပြီးတော့တခြားသော graphic design theory advanced theory ကိုပိုနားလည်ခြင်းနဲ့ဆိုရင်တော့ hero to next level ဆိုရဲကျွန်တော်တို့ရဲ့ class ကိုရှိရဲဒါကတော့ hero next level class ကတော့ကျွန်တော်တို့လုံးဝ advanced class ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မှာ class 3ခုရှိပါတယ်လောဆယ်မှာအဲ့တော့လာရောက် join လို့ရပါတယ်အဲ့တော့ကျွန်တော်သင်ခန်းစာလေးပြန်သွားရအောင်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့စာအတွက်ကကြတော့ပထမဦးဆုံးက run in style stand in color ပေါ့အဲ့တော့ဒီစာလေးကျွန်တော်တို့ copy ကူးလိုက်မယ် copy ကူးပြီးတော့ကျွန်တော်တို့တိုက်လို့ယူမယ်ကာစာလေးတစ်ချက်ချမယ် control V ချမယ်အဲ့တော့ကျွန်တော်တို့က running နဲ့ပတ်သက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ running နဲ့ပတ်သက်တဲ့ type file မျိုးတွေပေါ့တကယ်လို့ကိုက sensi သုံးချင်တယ်ဆိုရင် smart ကြတဲ့ file မျိုးသုံးချင်တယ် sensi သုံးလို့ရတယ်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ကိုကနည်းနည်းဒီဘယ်လိုပြောရမလဲ modern ဆန်တဲ့ဘက်သွားချင်တယ် freedom ဘက်ကိုသွားချင်တယ်ဆိုတော့ကျွန်တော် display font သုံးမယ်အဲ့တော့ window ရဲ့ကနေပြီးကျွန်တော်တို့ guide ကိုဘောက်ကိုဖွင့်မယ်ပြီးသားပြီဆိုရင်ဒီရဲ့ fader တွေကိုသွားပြီးရင်ကျွန်တော်တို့ဒီမှာကိုကအခုက display တွေကကျွန်တော်တို့ဘာလိုချင်တာလဲဆိုရင်decorative font ပုံစံမျိုးလေးတစ်ချက်သွားကြည့်ရအောင်ဒါကြီးကျတော့လည်း go ရနေ okay မှာ villain တိတ်တော့မမိုက်အဲ့တော့ကျွန်တော်တို့ all class ရဲ့ပြန်သွားပြီးတော့ stand လိုမျိုး font လေးပေါ့အဲဒီ stand လိုမျိုး font တွေဒီလိုမျိုး font တွေနဲ့ကျွန်တော်က try အောင်လုပ်ကြည့်မယ်အဲ့တော့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီကောင်ကိုစာပထမကြောင်းခွဲမလဲပေါ့မြန်မာစာဆိုတော့ကျွန်တော်အဓိပ္ပာယ်ကိုကောက်ပြီးတော့မှကျွန်တော်ဖန်တီးလို့ရတယ်ဟိုကအင်္ဂလိပ်စာဆိုတော့ write in style ပြီး stand out in color ပေါ့အဲ့တော့ကျွန်တော်နှစ်ကြောင်းလေးလောလောဆယ်အရင်ခွဲလိုက်မယ် okay write in style stand out in color ပေါ့ပြီးသွားရင်အဲ့ဒီကောင်ကျွန်တော်အနိုင်အောင်လေးထားလိုက်မယ်လောလောဆယ်မမြင်ရလို့ပေါ့နော် okay ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီကောင်ကိုအဲ့တော့ style နဲ့ color နဲ့ကိုကျွန်တော် main ထားလိုက်ချင်တယ်အဲ့တော့တိုက်လို့ယူမယ် style ဆိုရဲကောင် control C copy ကူးလိုက်မယ်ဖြတ်လိုက်မယ် control V ချမယ်အဲ့တော့ style ဆိုရဲကောင်ကျွန်တော် main ထားမယ်ဆိုတော့ကျွန်တော်48လောက် try လိုက်မယ်48အရင်ကြီးသွားမယ်ပေါ့နော်အဲ့တော့ spacing ကတော့ကျွန်တော်နည်းနည်းလေးကတ်လိုက်မယ် normal လောက်ထားရင်အဆင်ပြေတာဆို normal လောက်မထားတော့ကျွန်တော်25လောက်ကတ်လိုက်မယ်ကတ်ပြီးသွားပြီဆိုရင် stand out in color အဲ့တော့ကျွန်တော်ဒီကောင်မြန်မာစာဝင်နေတယ်okay အဲ့တော့ color ဆိုတဲ့ကောင်ကိုလည်းကျွန်တော်ဒီတိုင်းပဲပြန်ပြီးတော့ရေးလိုက်မယ် color ပေါ့ okay အဲ့တော့ပြီးသွားပြီဆိုရင်ကျွန်တော်ဒီကောင်ကို stand out in ဆိုတဲ့ကောင်ကိုကျွန်တော်လက်ရှိမှာဒါမျိုးလေး try လိုက်မယ်အဲ့တော့ write in style ကိုကျွန်တော်တို့လက်ရှိတခြားသောဒီ sensi သုံးလိုက်ရတယ်ဒါမှမဟုတ်ရင်ကျွန်တော် display တွေကနေပြီးတော့sensi လောက်သုံးလိုက်ပါတော့ sensi လောက်သုံးလိုက်မယ် sensi ကိုကျွန်တော်တို့ဒီမှာဆိုရင်ဘာရှိမလဲဆို monster လိုမျိုး font တွေပေါ့အဲ့လိုပပလေးတွေပေါ့ဒါမျိုးလေးကို okay အဲ့လိုမျိုးလေးသုံးလိုက်ရတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီလိုပုံစံမျိုးလေးတစ်ချက်ဖန်နေတာတကယ်လို့ script သုံးချင်တယ်ဆိုလည်းရတယ်ဒါပေမဲ့ကျွန်တော် run in style ကိုကျွန်တော်လောလောဆယ်တော့sensi ပဲသုံးဖို့တော့စဉ်းစားထားတယ်ပေါ့နော် sensi သုံးမယ်ဒီကောင်48ထားမယ်ဆိုရင်ကျွန်တော် calculator ယူမယ်ပြီး48အစား 1.618 တကယ်လို့ composition ကိုလုံးဝအချိုးလက်ချလိုက်ချင်တယ်ဆိုရင်တော့ကျွန်တော်တဝက်လောက်ဝတ်လိုက်ပေါ့နော်48ဆိုရင်24ဖြစ်မှာပေါ့ဒါမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးကျွန်တော်က run လုပ်ရတယ်အဲ့တော့ okay ပြီးသွားပြီဆိုရင်ကျွန်တော်ဒီကောင်ကိုလည်း24လောက်ထားလိုက်မယ်24ဆိုရင်ဒီကောင်ထပ်သေးမယ်ဆိုရင်12ဖြစ်မှာပေါ့ဒါမျိုးလည်းသိလို့ရတယ်အဲ့ဒါပဲကျွန်တော်24လောက်ပဲပြန်ထားကြည့်လိုက်မယ်24 okay ပြီးသွားရင် spacing ကတော့25လောက်ပြန်ပြီးတော့ကျင်းလိုက်မယ်ဒီလိုပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလို style လေး
try လိုက်မယ် okay အဲ့တော့သူ့ကိုလည်းကျွန်တော်တို့ကဒီဘွားပုံစံမျိုးသုံးလဲရတယ်ဒါပေမဲ့ rank in ကိုကျွန်တော်လက်ရှိတော့ script သုံးရတာပို့ပြီးတော့မှကြိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော် script ရှာလိုက်မယ် all class တွေက script ထဲမှာကျွန်တော်တို့ဒီရဲ့ font နဲ့လိုက်မဲ့ script မျိုးကျွန်တော်ရှာကြည့်လိုက်မယ် okay အဲ့တော့တိတ်တော့မတွေ့ဘူးဒါမျိုးတွေတော့တွေ့တယ် okay အဲ့တော့ကျွန်တော်ဒီကောင်ကိုဘယ်လိုမျိုးလေး try လိုက်မယ်ဒါပေမဲ့ဒီကောင်ကို48လောက်ထားလိုက်မယ်48ဒါမျိုးလေးရတယ် okay เนาะအဲ့တော့ဒီလို style လေးလုပ်ကြည့်လိုက်မယ်အလဲညှိရင်တော့ကျွန်တော်တို့ကအစင်တော့မပြေဘူးအလဲညှိလို့မရဘူးဒီဘက်ဘေးလေးထားကြည့်လိုက်မယ် okay အဲ့တော့ဒီဘက်ဘေးထားပြီးသားပြီဆိုရင်ကျွန်တော်တို့ဒီကောင်ကိုမလုပ်မလဲဆိုရင် color လေးခွဲမယ်အဲ့တော့ spacing လေးညှိမယ်အဲ့တော့ color လေးခွဲမယ်နှစ်ခုကြား spacing ကိုကျွန်တော်ဒီမှာ loss တော်တော်လေးအတုံးလေးနဲ့ shade လေးဆွဲလိုက်မယ် control D selection ဖြောက်မယ်ဒီကောင်နဲ့ပဲနောက်တစ်လုံးအဲ့လိုခွာလိုက်မယ် on လေးနည်းနည်းချမယ် okay ရပြီဒီပေါ်လဲ S style လေးတိုင်းပဲကျွန်တော်တို့ခွာလိုက်မယ်ရပြီ okay ဘေးကိုညှိထားတယ်ဒီဘက်ဘေးကိုညှိထားတယ်ပေါ့နော်ညှိထားပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်အတုံးလေးခဏမျိုးလုံးမိတ်လိုက်မယ် style နဲ့ color ကိုတော့ကျွန်တော်ဒီထဲမှာရှိတယ်အများဆုံး color ဖြစ်တဲ့ဒီလို color မျိုးသုံးလိုက်မယ်တကယ်လို့မပေါ်ဘူးဆိုရင်တော့ဒီကောင်ကိုပထမတစ်ခု select ပေး right click ထောင်း blending option stroke နည်းနည်းသေးလိုက်မယ်10လောက်ထားလိုက်မယ်ပြီးကျွန်တော်အဖြူလေး try လိုက်မယ်ဒါပေမဲ့အဖြူထားရင်တော့ပိုပေါ်မယ်ထင်တယ်အဖြူထားပြီးတော့မှ right click ထောင်း blending option stroke ပြီးတော့အဲ့ဒီကောင်ကိုကျွန်တော်တို့ဒီလိုလိမ်မော်ရောင်မျိုးသုံးလိုက်မယ်အဲ့ပြီးရင် stroke တန်ဖို့ကျွန်တော်တို့ဒီမှာ8လောက်9လောက်ထားလိုက်မယ် okay ပြီးရင်တော့ဒီကောင်အတုံးလေးပြန်ယူမယ်အကုန်လုံးပြီးမှပြန်ညှိနေရတယ်အဲ့တော့ S stock ကို right click ထောင်း create layer လုပ်မယ်ပြီးရင်အဲ့ကောင်အောင်လေးနည်းနည်းလေးချလိုက်မယ်ပြီးတော့ right click ထောင်း blending option ဒီရဲ့ stock ကိုကျွန်တော် gradient overlay တစ်ချက်သုံးလိုက်မယ်သုံးပြီးသွားပြီဆိုရင်ဒီရဲ့ gradient မှာကျွန်တော်လိုချင်တဲ့ gradient မျိုးထည့်လိုက်မယ်အဲ့တော့ orange နဲ့တော့ဒီနှစ်ရောင်လေးကကျွန်တော်ဒီ color ကိုဒီရောင်ချိန်မယ် okay တစ်ချက်နှိပ်မယ်ဒီ color ကိုတို့ရောင်မျိုးချိန်မယ် okay တစ်ချက်နှိပ်မယ်ဒီကောင်အလယ်သွားမယ်ဒီမှာ color တစ်ခုထပ်ပိုးမယ်အဲကောင်တစ်ချက်နှိပ်မယ်ကျွန်တော်တို့ဒီမှာရှိနေတဲ့အရောင်လေးဝင်လိုက်မယ် okay ဗျာအဲ့တော့ဒီလို color မျိုးလေးပေါ့ try လိုက်မယ် obviously တင်လိုက်မယ်ပြီးရင်เนาะပြီး obviously လေးတင်လိုက်မယ်ပြီးကိုလိုတို့လေး adjust လုပ်မယ်ပြီးကျွန်တော်လှည့်ပြီးဒီကောင်ကိုနည်းနည်းလေးဖွဲ့လိုက်မယ်ပြီးရင်တော့ဒီကောင် right click ထောင်း convert to smart object လို့ convert to smart object လို့ right click ထောင်း blending option outer glow လို့မျိုး color logic သုံးမယ်ပြီးရင်ဒီကောင်ကိုကျွန်တော်တို့ကဒီကအရောင်လေးယူမယ်ပြီးရင် side ကိုနည်းနည်းသေးလိုက်မယ် blend လေးဖန်တီးလိုက်မယ်ပေါ့နော် okay ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်ကအတုံးလေးနဲ့ spacing ပြန်ချိန်မယ်ဒီ stand ဆိုတဲ့ကောင်ကိုတော့ကျွန်တော်တို့ကလောလောဆယ်မှာအဖြူလေးပဲတောင်းရင်တောင်းဒါမှမဟုတ်ရင်ကျွန်တော်အနက်ပဲထားရင်ထားတကယ်လို့အဲ့လိုမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီမှာ shade လေးခံလိုက်မယ် okay ဗျာအဲ shade ကိုတော့ကျွန်တော်တို့အောက်လေးမှာဒီတိုင်းလေးကြီးလိုက်မယ် stand ရဲ့အောက်ကိုသွားလိုက်မယ်ဒီကောင်ကိုကျွန်တော်လက်ရှိမှာတော့လောလောဆယ်အရောင်တော့မထည့်သေးဘူးအဲကြီးလိုက်အောင်မယ်ပြီးရင် select ပဲအလဲညှိလိုက်မယ် okayပြီးရင်ဒီကောင် right click ထောင်း blending option gradient overlay ခုနကောင်တော့ကျွန်တော်လည်းပြန်လှည့်လိုက်မယ် okay လက်ရှိမှာတော့ဒီကောင်တော့ကျွန်တော်တို့ဒီ color တော့မသုံးတော့ဘူးokay เนาะအဲ့တော့ဒီကောင်လေးကိုကျွန်တော်မသုံးတော့ဘဲနဲ့အပေါ်ကကောင်လေးတစ်ချက်ပြန် try လိုက်မယ် try ပြီးသားပြီဆိုရင်ဒီကောင် select ပေးဒီလိုမျိုးကျွန်တော်တို့ gray scale ပုံစံမျိုးသုံးလိုက်ရတယ်ဒါမှမဟုတ်ဒီရောင်လေးထည့်ပြီးသုံးလိုက်ရတယ်ဒီလိုအရောင်ပဲကျွန်တော်တို့အဝါလေးနဲ့ try လိုက်မယ် okay ပြီးရင်တော့ဒီကောင်ကိုလှည့်လိုက်မယ် okay ပြီးရင်တော့ outer glow လေးတောင်းလိုက်မယ်
ပြီးရင်အလဲအကောင်ကိုကျွန်တော်တို့အဖြူလေးတောင်းလိုက်မယ်โอเคပြီးရင်တော့ဒီကောင်ကိုအပေါ်လေးနဲ့တင်လိုက်မယ်တိုက်ပိုလေးပဲကစားပါတော့ပြီးရင်အပေါ်လေးကိုသွားမယ်ဒီ run in ကိုတော့ကျွန်တော်အနက်ရောင်ပဲတောင်းလိုက်တော့မယ်အဲ့တော့လက်ရှိမှာဒီကောင်လေးကိုအပေါ်တင်လိုက်မယ်โอเคပြီးရင်သူ့လည်းအပေါ်အောက်က style တိုင်းပဲလုပ်မယ်အဖြူလေးထားမယ် regulate ထောက် blend လေးရောရှင် stop okay တစ်ချက်နှိပ်မယ် regulate ထောက် create layer လုပ်မယ်အောက်လေးနဲ့ချမယ်ပြီးရင်အပေါ်လေးနဲ့ပြန်တင်မယ်ပြီးဒီ color ကို select ပေး regulate ထောက် blend လေးရောရှင် gradient overlay ယူမယ်ပြီးကိုလိုလိုမျိုးလေး adjust လုပ်မယ်ပြီးတော့ regulate ထောက် convert to small ချက်လို့ regulate ထောက် blend လေးရောရှင် gradient overlay လေးတုံးမယ်ဒါမှမဟုတ် outer glow တုံးမယ်outer glow တော့ကျွန်တော်နောက်မှထည့်တော့မယ်လောလောဆယ်အရင်ပဲထားအောင်မယ်ဒီကောင်လည်း outer glow နဲ့ဖြုတ်မယ်ဒီကောင်လည်း outer glow ဖြုတ်မယ်outer glow ဖြုတ်မယ်ပေါ့နော် okay ပြီးသွားပြီဆိုရင်ကျွန်တော်ဒီကောင်လေးကို select ပေးအဲ့တော့ဒီတိုင်းလေးထားဒီကောင်အဖြူလေးတုံးချင်လဲတုံးကြည့်လိုက်ပေါ့ဒါမျိုးလေး okay နော်အဲ့တော့ပြီးသွားပြီဆိုရင်ကျွန်တော်ဒီကောင်လေးအားလုံး select ပေး right click ထောက် convert to small object လောက်လိုက်မယ်ပြီးရင် control T နှိပ်မယ် right click ထောက်မယ်သူ့ရဲ့ direction အတိုင်းလေးပဲကျွန်တော်ဆောင်းလိုက်မယ် okay ဆောင်းပြီးသွားပြီဆို right click ထောက် control T what up style လေးသုံးလိုက်မယ်ဒါမျိုးလေးပေါ့နော် okay ပြီးသွားပြီဆိုရင် right click ထောက်ကျွန်တော်စကူလေးနဲ့ထပ်ဆောင်းလိုက်မယ်ဗျာ control T နှိပ်လိုက်မယ်ပြီးရင်တော့နည်းနည်းလေးသေးလိုက်မယ်ပြီးကျွန်တော်တို့လေ okay margin လေးပါလာတယ် sorry အဲ့တော့ control T right click ထောက်ကျွန်တော်စကူဆောင်းမယ်ပြီးဒီလိုလက်ဒီကောင်ကြားရဲသွားလိုက်မယ်ပြီး what custom up ထဲကိုသွားမယ်ဒီလိုလေးပဲဆောင်းလိုက်မယ်ပြီး right click ထောက်စကူလေးနဲ့ထပ်ဆောင်းမယ်ပြီးတော့ control T နှိပ်ပြီးကျွန်တော်နည်းနည်းလေးပြန်သေးလိုက်မယ်ဒါဆိုရင်တော့သူ့ရဲ့ direction wave line အတိုင်းလေးပဲထပ်သွားလိုက်မယ်နည်းနည်းလေးပြန်ကြီးလိုက်မယ်ဗျာ okay အဲ့တော့အဲ့နေရာမှာအဖြူမပေါ်ရင်ကျွန်တော်ကအဖြူကိုပြန်ပြီးတော့ changes လုပ်ရတယ်ဒါပေမဲ့အဖြူလေးပေါ်ရင်တော့အဖြူလေးကိုကျွန်တော်အနက်ရောင် changes double click ထောက်လိုက်ပြီးရင်ကျွန်တော်ဒီမှာရှိနေတဲ့ run in ဆိုတဲ့ကောင် raw စင်အနက်ရောင်ပြန်သုံးပြလိုက်သုံးကြည့်ပြီးတော့မှဒီကောင်တော့တိုင်းပြန်ထားလိုက်မယ်ပင်ဘေးလေးကိုပဲပြန်ညှိလိုက်မယ်စေးလိုက်မယ်ဒီလိုထားခြင်းဒါဆိုတော်တော်မိုက်သွားပြီ okay ပြီးသွားပြီဆိုတော့အကုန်လုံးကို select ပေးပြီးတော့ right click ထောက် blend လေးရောရှင် outer glow လေးပေါင်းသုံးလိုက်မယ်ဒါဆိုတော့ပို့ပြီးတော့ link နဲ့ voice မျိုးကျွန်တော်ခံစားရလိမ့်မယ်ဒီလိုမျိုးလေး okay ရသွားပြီပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီရဲ့ Pinterest တွေကိုသွားမယ် Pinterest ပေါ့နော် Pinterest တွေကိုသွားပြီးရင်lighting align shade ပြန် lighting black background ပေါ့တခုရှာလိုက်မယ်အမှဒီလို style မျိုးကြီးကျွန်တော်ထွက်လာလိမ့်မယ်ဒီလိုပုံစံမျိုးတွေပေါ့အဲ့ဒါတစ်ချက်ထောက်လိုက်အဲ့ထက်မှာကိုကြိုက်နေတဲ့ပုံစံလေးထပ်ပေါ်လာမလားပေါ့ဒီလိုမျိုးလေး right click ထောက် copy image လုပ်မယ်ဒီနေရာလေးသွားမယ် control V ချမယ် right click ထောက်မယ် convert to small object လုပ်မယ်ကျွန်တော်နည်းနည်းလေးကြီးလိုက်မယ် normal ရဲ့ကနေပြီးတော့ screen mode လေးထားလိုက်မယ်ပြီးရင်ဒီကောင် control T နှိပ်မယ် right click ထောက်မယ်ကျွန်တော်နည်းနည်းလေးစကူလေးနဲ့ ဟိုဘက်ဒီဘက်လေးဆောင်းလိုက်မယ် direction လေးညီသွားအောင်ပေါ့နော် okay ပြီးရင်တော့ right click ထောက် place ထားပြီးတော့ control T နှိပ်ပြီးကျွန်တော်နည်းနည်းလေးပြန်ကြီးလိုက်မယ်တချို့နေရာလေးတော့ layer မတက်ပြီးကျွန်တော်ဖြောက်လိုက်မယ်ဒီနေရာလေးဖြောက်မယ်ဒီနေရာလေးဖြောက်မယ်ဒီကောင်ကို control ချင်းနဲ့ထပ်ပွားမယ် control T နှိပ်မယ်သူ့ direction အတိုင်းလေးသွားနေတဲ့ line လေးကျွန်တော်လိုက်ထည့်လိုက်မယ် right click ထောက် web လုပ်မယ်ကျွန်တော်ကွေးမယ်ပြီးရင် right click ထောက် web လုပ်လောလောဆယ်တော့ကျွန်တော် layer mask ကိုခဏပြန်ဖြတ်လိုက်မယ်ဖြတ်ပြီးသားဆိုရင် right click ထောက် convert to small ပြန်လုပ်လိုက်မယ် right click ထောက်ဒီ control D နှိပ်ပြီး right click ထောက် web လုပ်ပြီးကျွန်တော်ဒီမှာလိုလိုလေးကွေးလိုက်မယ် okay เนาะအဲ့တော့လိုလိုလေးကျွန်တော်ပြန်ကွေးလိုက်မယ်ဒီ direction တွေလည်းအဲ့လိုပဲအဲ့လိုလေးကွေးပြီးတော့ layer mask brush တိုးယူမယ်ကျွန်တော်တို့မလိုချင်တဲ့နေရာလေးကျွန်တော်ဖြောက်မယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ကဒီ test တိုက်ပိုလောက်လေးကစားရုံနဲ့တင်ကျွန်တော်အများကြီးလုပ်လို့ရပါပြီပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီနေရာလေးမှာစာသားလေးထည့်ရမျိုးလေးပေါ့နော် title u ကစားလေးချ amazing.com ပေါ့ဒီကောင်လေးကိုကျွန်တော်တို့ဒီကနေ stand ဆိုတဲ့ font လေးနဲ့ပဲ script မဟုတ်ဘူး all ရွေးမယ် STER stand ဆိုတဲ့ font လေးနဲ့ပဲ size ကတော့တွဲဆိုတော့တွဲကိုစားလိုက်စစ်ဖြစ်မယ်ပေါ့နော်ဒါမျိုးလေးထားလိုက်မယ်ဗျာအဲ့တော့မှအဖြူလေးတောင်းရင်3ပေါ့
နော်အရင်မထင်းချင်ဘူးဆိုရင်ပြီးတော့မှဒီမှာကျွန်တော်တို့ logo လေးတက်ရင်တက်လိုက်ဒါဆိုရင်တော်တော်မိုက်တဲ့ design တစ်ခုဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့ကအခုလိုမျိုး design ကနေပြီးတော့အခုလိုမျိုး design ကနေပြီးတော့မှဒီလိုပုံစံမျိုး design တွေဖြစ်သွားအောင်လို့တော့ကျွန်တော်မတူညီတဲ့ composition တွေအဲ့လိုအရင်တွေ့နေကြ design မျိုးပုံစံမျိုးတွေမဟုတ်တော့ဘဲနဲ့ဖန်တီးခြင်းတယ်ဆိုရင်တော့ကျွန်တော်သုံးတဲ့ prompt လေးတွေကိုပြောပြပေးပါမယ်အဲ့တော့ကျွန်တော်သုံးတဲ့လက်ရှိပထမဆုံးသုံးတဲ့ prompt ကတော့ need prompt from this image and add my product into this product model ဆိုပြီးကျွန်တော်ရေးထားတယ်အဲ့နေရာမှာကိုကြိုက်နေတဲ့ my product ဆိုတဲ့ဟာမျိုးလေးပြီးရင် this product model ဆိုတဲ့ဟာမျိုးလေး this image ဆိုတဲ့နေရာမျိုးတွေမှာအဒီပြန်လို့ရတယ်ပေါ့နော်။ဒါဆိုကျွန်တော်က prompt တစ်ခါလေးမှာ prompt တောင်းပြီး prompt ထွက်လာတာမျိုးရှိရယ်ပြီးရင်တော့ create image လုပ်လိုက်ရင်တော့သူက create လုပ်ပေးသွားလိမ့်မယ်ပေါ့နော်။အဲလို prompt ကဒီကနေထုတ်ပြီးမှကျွန်တော် Mid Journey တို့တခြားသော Google Gemini တို့ပြီးရင်တခြားသောထုတ်လို့ရတဲ့ဒီ Google Flow ဆိုဘာလို့မှသွားပြီးထုတ်လို့ရပါတယ်။ဒီမှာလည်းသွားထုတ်လို့ရတယ်။အခု ChatGPT မှာလည်းတန်ပြီးတော့လည်းထုတ်လို့ရတယ်ပေါ့နော်။ Sora တို့ဘာလို့မှလည်းသွားပြီးထုတ်လို့ရပါတယ်။ပြီးတော့ဒုတိယ prompt ကတော့ကျွန်တော်ကဒီမှာ product ချိန်သွားပြီဒါပေမဲ့ logo တွေပါနေတယ်စာသားတွေပါနေတယ်ပြီးတော့သူ့သင်ရွယ်ဖြစ်နေတယ်ပေါ့နော်။အဲဒါဆိုကျွန်တော်ကcreate a background and design ဆိုကျွန်တော်ဒီမှာ prompt လေးက create a background design which color that harmonize with the color on the show ပြီးတော့ change the t-shirt color to white and remove the text and logo ဆိုကျွန်တော်ရေးလိုက်တယ်ရေးလိုက်တဲ့အခါမှာသူကဒီလိုမျိုး result မျိုးထွက်လာတယ်အဲ့ဒါအောင်မှကိုလိုချင်တဲ့ပုံစံမျိုးဖြတ်တောက်ပြီးတော့လည်းကစားလို့ရတယ်ထပ်ပြီးတော့ edit မှာထပ်ပေါင်းပြီးထည့်လို့ရတယ်ဒီနောက်ကမျိုးတွေလည်းကျွန်တော်တို့က change the ရန်ကုန် city ပါညာပေါ့နော်အဲ့လိုမျိုးပြန်ရေးလို့ရတယ်တကယ်လို့ကိုကအင်္ဂလိပ်လို prompt ရေးချင်ဘူးဆိုလည်းမြန်မာလိုလည်းရေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီသင်ခန်းစာကိုအဆုံးထိကြည့်ပြီးတဲ့သူတယောက်ချင်းစီကိုလည်းအားလုံးပဲကြိုးတင်ပါတယ်တကယ်လို့ကိုအတွက်ဒီအကျိုးရှိခဲ့ရဆိုတော့ကျွန်တော်ရဲ့ YouTube channel link လေးကို copy ကူးပြီးတော့မှကိုယ့်ရဲ့ wall မှာဖြစ်ဖြစ်ကိုယ့်ရဲ့ဒီတခြားသောပေါ့နော် sharing လုပ်လို့ရတဲ့နေရာမျိုးစုံမှာ sharing လုပ်ပေးလို့ရပါတယ်အဲ့လိုမျိုးဖြစ်နေတယ်ကျွန်တော်ကို support ပေးလို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ channel ကတင်နေသမျှအရာတွေဒီ design နဲ့ပတ်သက်ပြီးတော့မှလေ့လာနေတဲ့သူတွေအတွက်အကျိုးတစုံတရာရှိခဲ့တယ်ဆိုရင်တော့ like and subscribe လုပ်ပေးဖို့ပြောချင်ပါတယ်အဲ့တော့ design နဲ့ပတ်သက်ပြီးတော့မှအခြေခံအနေစပြီးလုပ်ငန်းကိုဝန်နိုင်တဲ့အထိသင်တန်းတက်ရောက်ချင်တယ်ဆိုလည်း Zero Hero Class ရှိပါတယ်ကျွန်တော်စီမှာအဲ့တော့ဒီ phone ဆက်ပြီးတော့ဖြစ်ဖြစ်ဒါမှမဟုတ် Messenger ဖြစ်ဖြစ် TikTok ဖြစ်ဖြစ်စုံစမ်းလို့ရပါတယ်ဒီ YouTube မှာလည်းဒီသင်တန်းတက်ချင်တဲ့အကြောင်းအရာတွေဆိုရင်မေးထားလို့ရပါတယ်ပြီးတော့ကျွန်တော်တို့လုပ်ငန်းဝင်နေတဲ့လူတွေအတွက်လည်းကိုကဒီ graphic design theory ကို advanced theory ထပ်လေ့လာခြင်းနဲ့ logo and branding ပိုင်းပိုနားလည်ခြင်းနဲ့ brand တစ်ခုကိုကိုယ်တိုင်တည်ဆောက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်မှာ Hero to Next Level with advanced theory and branding ဆိုတဲ့ class တစ်ခုရှိပါတယ်အဲ့မှာလည်းဝင် join လို့ရပါတယ်သင်တန်းကြီးကတော့အများများဆဆမဟုတ်ပါဘူးonline class ဆိုရင်ကျွန်တော်တို့က Zero Hero ဒီ9000ပဲရှိတယ်နောက်ထပ် Hero to Next Level တသိန်းပဲရှိတယ်ပေါ့နော်လက်ရှိ AI class ကတော့2သိန်းချက်ကိုမှကျွန်တော်တို့75% off နဲ့9000နဲ့တက်ရောက်ခွင့်ရှိအောင်ဖြစ်ပါတယ်အဲ့တော့လက်ရှိမှာကျွန်တော် AI class ရှိပါတယ် AI class မှာတော့ကိုယ်ပိုင်ဂျန်တိဆောက်တဲ့အပိုင်းတွေပြီး prompt generating အပိုင်းတွေ prompt engineering အပိုင်းတွေနဲ့ပြီးတော့ကျွန်တော်ဒီ Telegram bot ဆောက်တဲ့နည်းအထိသင်ကြားပေးသွားမှာဖြစ်ပါတယ်အားလုံးပဲနောက်ထပ် video မှာပြန်လည်သုံးသပ်ကြပါမယ်အဲ့တော့ like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ like and subscribe လိုက်ဖို့မမေ့ပါနဲ့အားလုံးပဲကြိုးတင်ပါတယ် see you ပါ bye bye ပါ